Hello everyone, I am Wintai, your personal English teacher. Welcome to the first video lesson of 100 Common English Sentence Patterns. ကျွန်တော်ဒီဆောက်ထဲမှာတော့အင်္ဂလိပ်စကားမှာအသုံးအများဆုံးဝါကျပုံစံလေးတွေကိုလေ့လာရအောင် Okay. Okay, number 1 and 2 ပြန်စရအောင် Number 1 က Are you sure? Alright, let's listen to the audio first. Sentence structure number 1. Are you sure? Examples. 1. Are you sure? 2. Are you sure about that? 3. Are you sure of what you said? 4. Are you sure that he is not coming? Dialogue. I've had so many problems with my new car. It's driving me crazy. Are you sure you don't want to buy a new one? How can I? I already spent a lot of money on this one. I guess you'll be spending a lot of money on repairs then. I guess so. Unless you want to buy the car. No thanks. I don't think I'd want to buy your car. It has too many problems. I don't blame you. It's a piece of junk. Okay, number 2, Are you used to? Sentence structure number 2. Are you used to? Examples. 1. Are you used to using chopsticks? 2. Are you used to life here? 3. Are you used to staying up late? Dialogue. How long have you been living in China? About 3 years now. Are you used to eating the food here? Yes, I like it very much. What about chopsticks? Are you used to using them? It took me a while to get used to it, but now it's a piece of cake. Okay. Number 1, Are you sure? Are you sure ဆိုတာသေချာတော့လို့အဓိပ္ပာယ်ရ Are you sure? သေချာရဲ့လားဟုတ်ရဲ့လားဒီလိုမေးတဲ့အခါမှာတော့example ကြည့်အောင် Are you sure? သေချာရဲ့လား Are you sure about that? အဲ့ဒါသေချာရဲ့လား Are you sure of what you said? What you say ရဲ့အဓိပ္ပာယ်ကမင်းပြောတဲ့ဟာလို့ပြန်မင်းပြောတဲ့အရာမင်းပြောတဲ့ဟာမင်းပြောတဲ့ဟာသေချာရဲ့လားမင်းပြောတဲ့ဟာဟုတ်ရဲ့လား Are you sure that he is not coming? သူမလာဘူးဆိုတာသေချာရဲ့လား Okay, ကဲအဲ့တော့ dialogue ကြည့်အောင် I've had so many problems with my new car. အဲ့တော့ငါရဲ့ကားအသစ်နဲ့ပြဿနာတွေအများကြီးတက်နေရဲ့ It's driving me crazy. ကဲဒါလေးကိုမြင်သားလိုက် drive me crazy. Drive somebody crazy. တစ်စုံတစ်ယောက်ကိုအာယုံနောက်စေတယ်လို့ဘာသာပြန်အာယုံနောက်စေတယ်အုံနောက်စားတယ်လို့ပြန်ရဒီနေရာမှာ it က new car ကိုညွှန်းတာဒီကားကငါ့ကိုတော်တော်အာယုံနောက်တယ်ပြဿနာမျိုးစုံတက် Are you sure you don't want to buy a new one? ဒီနေရာမှာ one ဆိုတာcar ကိုပဲညွှန်းတာ a new one ဆို new car ကားတစ်တစ်စီးမဝယ်ချင်တာသေချာရဲ့လား How can I? How can I နောက်မှာbuy a new one အဲ့ဒါကိုဖြုတ်လာ How can I ဘယ်လိုလုပ်အသစ်ဝယ်နိုင်မှာလဲ I already spent a lot of money on this one ဒီကားအတွက်ပတ်စံနေအများကြီးသုံးပြီးသွားပြီထပ်ဝယ်စရာမရှိတော့ I guess you'll be spending a lot of money on repairs then ဆရာတို့ဒီမှာ then ရဲ့အဓိပ္ပာယ်ကဒါဆိုရင်လို့ဘာသာပြန်ဒါဆိုရင် repair ဆိုတာပြင်ဆင်တာကိုပြောတာပြုပြင်တာပြင်ဆင်တာဒီကားကိုပြင်တာနဲ့ပဲပတ်စံနေအများကြီးကုန်တော့မယ်ထင်တယ်အသစ်ဝယ်လဲကုန်မှာပဲ
နော်ဒီကားကိုဆက်သုံးရင်လဲကားပြင်နဲ့ဈေးနဲ့တော်တော်ကုန်တော့မှာပဲနော် I guess ဆိုတာက I think လို့ပြောတာနော်ထင်တယ်လို့အဓိပ္ပာယ်ရပတ်စံနေကုန်တော့မယ်ထင်တယ်နော် I guess so ဆိုတာအဲ့ဒီလိုလို့ဘာသာပြန်အဲ့တော့ I guess so ဆိုတော့ငါလဲအဲ့လိုထင်တယ် unless you want to buy the car unless ရဲ့အဓိပ္ပာယ်ကတော့if not နဲ့အဓိပ္ပာယ်တူတယ်နော်အဲ့တော့ကဲ၍ဒီလိုမဟုတ်ရင်နော်နောက်ကဟာနဲ့တွဲပြန် unless you want to buy the car မင်းကသာဒီကားကိုမဝယ်ခြင်းရင်မင်းသာငါကားကိုမဝယ်ခြင်းเนาะခုနပြောတဲ့အတိုင်းပေါ့ပတ်စံနေကုန်တော့ဒါပေမဲ့မင်းသာဝယ်ခြင်းနဲ့ဆိုရင်တော့အဲ့လိုမဟုတ်တော့မင်းသာဝယ်ခြင်းရင်တော့ငါပြင်ဆင်ရမှာမဟုတ်တော့เนาะဒီလိုပြောတာအဲ့တော့ဝယ်ခြင်းမလားလို့မေးတဲ့သဘော no thanks ဟိုလဲ no မဝယ်ခြင်းမဘူးကျေးဇူးပဲเนาะအဲ့လေမြင်သားလိုက် no thanks ဟိုစားအင်္ဂလိပ်စကားမှာအသုံးများတဲ့စကားလေး no thanks ဟောတယောက်ကတခုခုကန်လှမ်းတယ်တခုခုပေးတဲ့အခါမှာဟိုကညင်းခြင်းရင်ရိုးရိုးညင်းလို့မရဘူး no thanks ညင်းပြီးရင်တော့ကျေးဇူးပါတင်ပေးရ no thanks နေပါစေเนาะရတယ်ကျေးဇူးပဲ I don't think I want to buy your car မင်းကားကိုငါဝယ်ခြင်းမယ်လို့တော့မထင်ပါဘူး it has too many problems ပြဿနာတွေအများကြီးရှိနေတာ哦ချင်းမှန်းသိနေเนาะချင်းမှန်းသိနေရောချင်းမိမခံတော့ I don't blame you blame ဆိုတာအပြစ်တင်တာအေးပါငါမင်းကိုအပြစ်မတင်ပါဘူး it's a piece of junk ကဲဒါလေးကိုမြင်သားလိုက် a piece of junk junk ရဲ့အဓိပ္ပာယ်ကတော့အမှိုက်ကိုဆိုလိုတာเนาะအမှိုက်ဆိုတာအသုံးပြုလို့မရတော့သူက uncountable noun ဖြစ်တဲ့အတွက်ကြောင့်ရှေ့ကတခုလို့ပြောခြင်း a piece of ထဲပြောအောင် a piece of junk တစ်ကဘာကိုညွှန်းတာဒီကားကိုညွှန်းတာနော်ဒီကားကအမှိုက်တစ်ခုပါပဲပြောချင်တာတော့သုံးစားလို့မရပါဘူးမင်းကငါပြစ်မတင်ပါဘူးသုံးမှမဝင်တာနော် alright okay number 2က are you used to are you used to ရဲ့အဓိပ္ပာယ်ကကျင့်သားရနေပြီလားလို့မေးတယ်နော်သူရဲ့ form လေးကိုကြည့်အောင် verb to be plus used to plus သူ့နောက်မှာ noun သို့မဟုတ် verb ing လိုက်ရအဓိပ္ပာယ်ကတော့ကျင့်သားရသည်အသားကျသည်ဒီလိုအဓိပ္ပာယ်ရverb to be နေရာမှာဆရာတို့ get နဲ့လည်းသုံးလေးရှိကျင့်သားရနေပြီအသားကျနေပြီနော်အဲ့ခါမှာသုံးသုံးတစ်ခုကိုနော်ကျင့်သားရနေဒီမှာ are you used to ဆိုတော့ကျင့်သားရနေပြီလားသားကျနေပြီလား okay example ကြည့်အောင် are you used to using chopsticks chopsticks ဆိုတာတူကိုပြောတာနော်အစားတဲ့အခါမှာသုံးတဲ့တူတူသုံးရတာကိုကျင့်သားရနေပြီလား are you used to live here ဒီမှာနေရတာကိုအသားကျနေပြီလား are you used to staying up late stay up late ဆိုတာကိုမြင်သားလိုက်ဒီနေရာမှာ late က adverb နောက်ကျတဲ့အထိ stay up ဆိုတော့မအိပ်ဖဲနဲ့နေတယ်လို့အဓိပ္ပာယ်ရတယ်ညဘက်တွေနောက်ကျတဲ့အထိမအိပ်ဖဲနေတာကို stay up late လို့ပြောတာခုခေတ်ကပို့ပြီးတော့များလာညဘက်တွေမအိပ်ကြဘူးဖုန်းတွေသုံးနေတာညဘက်နောက်ကျတဲ့အထိမအိပ်ဖဲနေရတာကိုကျင်သားရနေပြီလား Okay ဒါတော့ကြည့်အောင် How long have you been living in China တရုတ်နိုင်ငံမှာနေနေတာဘယ်လောက်ကြာပြီလဲ About 3 years now အခုဆိုရင်3နှစ်လောက်ရှိပြီ Are you used to eating the food here ဒီကစားစာကိုစားရတာ
ကျင်သားရနေပြီလား Yes I like it very much အေးရမ်းကြိုက်တယ်ရုပ်စားစားကိုရမ်းကြိုက် What about chopsticks what about ဆိုတော့ဘယ်လိုလဲတူသုံးရတာရောဘယ်လိုလဲ Are you used to using them တူသုံးရတာကိုကျင်သားရနေပြီလား It took me a while to get used to it ဒီနေရာမှာtook ဆိုတာ take ရဲ့ past tense အနောက်က a while ဆိုတာကချိန်ကာလကိုပြောတာနော်ချိန်အတော်တန်လို့ဘာသာပြန်အဲ့တော့အချိန်နဲ့တွဲလိုက်ရင် take ရဲ့အဓိပ္ပာယ်ကကြာသည်လို့ပြန်to get used to it ဒီတူသုံးရတာကိုကျင်သားရဖို့ငါအချိန်တော်တန်တော့ကြာခဲ့တယ် But now it's a piece of cake ဒါပေမဲ့အခုတော့a piece of cake ဆိုတာလေးကိုမြင်သားလိုက်သူ့အဓိပ္ပာယ်ကလွယ်လွယ်လေးပါလို့အဓိပ္ပာယ်ရကိမုံတရုံးလို့ပြောတာမဟုတ်လွယ်လွယ်လေးလို့ပြောတာအခုတော့လွယ်လွယ်လေးဖြစ်သွားပြီ Okay မင်းတို့လည်းအင်္ဂလိပ်စကားအခုမှစပြီးတော့လေ့ကျင့်ခါစားဆိုရင်တော့စတော့ခက်မှာဒါပေမဲ့ကြာလာရင်တော့ကျင်သားရသွားလိမ့်မယ် You get used to it အဲ့ကြရင်လောလောလေးဖြစ်သွားလိမ့် It will be a piece of cake all right this is it so thank you everyone I'll see you in the next video bye